ပထမတန်းစားတော်ရိုင်းကော်ဖီနာဝါကြီးတစ်ကောင်ကဒီလောက်အရွယ်စားထိရှိနိုင်တာပဲဒါရွှွန်ချိန်တွေတဲ့အကြီးကွန်ကိုယူလာခဲ့စမ်းတစ်နှစ်3လေးကိုလိုဂရမ်100ရှိတဲ့ကော်ဖီနာဝါကြီးတစ်ကောင်ပါလားအကိုကြီးတုံကင်းမစ္စတာချင်းကကိုလိုဂရမ်250လိုချင်တာမဟုတ်ဘူးလားတို့တွေကတစ်ကောင်နဲ့ပဲမိတာဆိုတော့အလေးချိန်မပြည့်ဘူးလေသူစီကကြိုတင်ငွေယူထားတဲ့နှစ်တန်းကိုပြန်ပေးရတော့မှာလားတော်ဆန်းဒါရွှန်ဒါကိုတိတိကျကျမှတ်ထားစမ်းပင်လဲစားလုပ်ငန်းမှာကော်ဖီနာဝါနဲ့ဆိုရင်တစ်ချက်သားတိုးတိုင်းဈေးနှုန်းကတစ်ဆယ်စာမြင့်တက်သွားတာကွာတာမန်ကော်ဖီနာတွေကိုတော့အလေးချိန်နဲ့ရောင်းကြပေမဲ့9ကီလိုထက်ကျော်တဲ့အသီးတွေကိုတော့ပင်လယ်ပြင်ရဲ့ရွှေလို့ခေါ်ကြတယ်တကယ်လို့မစ္စတာချင်းကမျက်နှာပွင့်ချင်လို့အသားလုံး9မြောက်ကိုလိုဂရမ်250လိုချင်နေဆိုရင်တော့သူကအဆင့်မရှိသေးလို့ပဲဒီလိုအသက်ရှင်နေတဲ့100ကီလိုတန်ကော်ဖီနာဝါကြီးကတော့တစ်ကမ္ဘာလုံးမှာတစ်ကောင်တည်းပဲရှိတာကွာနှစ်တန်းဆိုတာဝေးသေးတယ်အဲ့ဒီချင်းရဲ့ပတ်စံနဲ့ဆိုရင်ဒီ9ရဲ့အကြီးကုန်တစ်ချက်တောင်ဝယ်လို့မရဘူးဒါဆိုရင်ဒီ9ကဘယ်လောက်တောင်တန်ဖိုးရှိနိုင်မလဲအနည်းဆုံး9တန်းမဟုတ်ဘူးတန်းဈေးစောဖို့လုံးဝမစင်စားနဲ့တက်မှတ်ကိုအဆုံးထိလှည့်ပြီးစိတ်ကန်းကိုပြန်လှည့်ကြမယ်မနှက်ဖြန်မနှက်အစောကြီးမှတင်စိတ်ခံတရားတစ်ခုလုံးနဲ့စူးတာဟိုင်ကအတုံးမကျတဲ့ကောင်တွေမျက်လုံးကိုတိတိကျကျဖွင့်ပြီးဒီပင်လယ်ရဲ့တကယ်ဘယင်ကဘာတူလဲဆိုတာမြင်သွားစေရမယ်အားလုံးပဲကြည့်လိုက်ကြပါဦးဒါက professional ရေရင်စုရဲ့စွမ်းအားပဲတို့တွေကော်ဖီနာဝါကိုရှာမတွေ့ခဲ့ရင်တော့မှဒီ9000ကြီးကတသိန်းထက်မကတန်မိုးရှိတယ်တစ်ဆက်တန်ပဲရှိတယ်စုပ်ပြတ်တက်နေတဲ့လေတစင်းနဲ့ပင်လယ်ထဲတေချောင်းကြံမှုထွက်သွားတဲ့အချို့ကောင်တွေလိုမဟုတ်ဘူးအခုထိပြန်မလာကြသေးဘူးတေချာတယ်ငါးစာဖြစ်သွားကြပြီနေမှာမင်းညကနက်ခတ်ဗေဒဆိုင်ရာဒီရေတက်တာလေးဘယ်နဲ့ဖျားမှအဲ့ဒီထဲကနေအကောင့်အတိုင်းလွတ်မြောက်နိုင်မှာမဟုတ်ဘူးအဲ့ဒီလင်းတုံကင်းကကိုအရန်ယုံကြည်လို့ဒါကသူ့ရဲ့ပြစ်ဒဏ်ပဲအကိုကြီးတုံကင်းစိတ်ကန်းကိုပြန်လာပြီးဟေ့ဘာမှမဆိုင်တဲ့ကောင်တွေအကုန်ဖယ်ချစမ်းမဟုတ်ရင်လွတ်ထွက်သွားမယ်အော်ဟစ်နေလို့ကောဘာထူးမှလည်းလှေရဲ့နစ်မြုပ်မှုကိုကြည့်လိုက်ဦးအရန်ပေါ်ပါနေတာပဲတနာစရာကောင်းတဲ့ရေမော်ပင်တပင်တောင်မိလာမှာမဟုတ်ပါဘူးကင်းကမင်းကိုငါဂတိပေးခဲ့တယ်မလားမင်းကိုဒီပင်လေပြင်မှာအလေးစားရဆုံးအမျိုးသမီးဖြစ်စေရမယ်လို့တော့အဲ့ဒါတွေကတောက်ပနေတဲ့ရွှေတုံးတွေပါလားအမေဒါကငါးကြီးတစ်ကောင်ပဲလူတယောက်ထက်တောင်ကြီးတဲ့ရွှေရောင်ငါးကြီးပဲအဲ့ဒါကဒဏ္ဍာရီလာချင်း100တန်ရွှေနဂါးကြီးပဲအမေဒီအရွယ်စားဆိုရင်အနည်းဆုံး100ကီလိုရှိမယ်ဘလို့ဖြစ်နိုင်မှာလဲဒီလိုမျိုးတောရိုင်းကော်ဖီနာကြီးကအခုထိဘလို့ရှိနေနိုင်ဦးမှာလဲဒါအတူပဲတေချာတယ်ဒါကပုံစံတူမော်ဒယ်ပဲဖြစ်ရမယ်ပလတ်စတစ်ငါးကြီးနဲ့ဘသူ့ကိုလာလိမ့်ချင်နေတာလဲဒါကအိုမစ္စတာလင်းကျွန်တော်ကတော့မျက်နှာပွင့်ချင်လို့ကော်ဖီနာဝါကိုလိုဂရမ်250ပဲလိုချင်ခဲ့တာဒါပေမဲ့ခင်ဗျားကကျွန်တော်စီကိုပင်လယ်ပြင်ရဲ့တက်ရှိကြောက်ဖြစ်ရုပ်ကျွင်းကြီးကိုယူလာပေးခဲ့တာပဲမစ္စတာချင်းဒီငါးက100ကီလိုရှိပါတယ်ရေထဲကနေအသက်ရှင်လျက်ဆယ်ယူနိုင်ခဲ့တာပါခင်ဗျားလိုချင်တဲ့အသားလိုအချက်250ကိုတော့ကျွန်တော်မရခဲ့ပါဘူးဒါပေမဲ့ဒီတစ်ကောင်လေးတင်အကောင်1000တန်ပါတယ်ဈေးနှုန်းအကြောင်းတော့မပြောနဲ့တော့2တန်းဆိုတာသူ့အတွက်စော်ကားရရောက်လိမ့်မယ်မစ္စတာလင်းခင်ဗျားကိုကျွန်တော်10နှစ်တန်းလက်ငင်းငွေသားပေးပါမယ်အခုချက်ချင်းလွှဲပေးမယ်ဒီငါးကိုပြည်နယ်မျိုးတော်ကိုယူသွားပြီးဖွင့်ပွဲအတွက်သုံးမယ်ဒါကကျွန်တော်လုပ်ငန်းရဲ့ရတနာဖြစ်လာလိမ့်မယ်ဟေးအိုမစ္စတာလင်း300တန်အနဝါငါဖန်တင်မောကြီးကို10တန်းလက်ငင်းပေးချေလိုက်ပြီးအမေအကိုကြီးတွန်ကင်းဒီချန်လုံးနဲ့ဆိုရင်တို့တွေသမုတ်တရားလေးစင်းလုံးကိုဘာမှမဟုတ်တလို့ဖြတ်ကူးနိုင်ပြီပေါ့ဟဲအကိုကြီးတွန်ကင်း10တန်းနဲ့တင်မောတစ်စင်းဝဲတာကအစပြုတ်ယုံတင်ရှိသေးတာပါဒီနေ့ကျွန်တော်လာတာကပြည်နယ်စားတောက်ကုန်အတင်းကိုစားပြုပြီးခမားအတွက်ကြီးမားတဲ့လက်ဆောင်တစ်ခုယူလာပေးတာလာမဲ့3နှစ်တွင်ပြည်နယ်တဲက9ကဲအဆင့်ရှိဟိုတယ်80ရဲ့ရင်းနှက်ပိုင်းရိတ်ခါထောက်ပံ့မှုအားလုံးကခမားရဲ့ချန်လုံးပုံမှာပဲမူတည်လိမ့်မယ်အဖေအဲ့ဒါတကယ်ပဲလင်းတွန်ကင်းလား10တန်းကျော်တန်းတင်မောကြီးပါလားသူတို့အိမ်မှာရှိတော့ကတစ်လကို3000ပဲရတာလေအခုကျတော့9000မဟုတ်ဘူးတန်း90တန်စာချုပ်ကြီးရထားတာလားငါ့ကိုလွတ်အဲ့ဒါ9ရောက်ခတိလေးအဲ့ဒီတန်း90ကတိုးမီသားစုပိုင်တာစုတွန်ကင်းမင်းကျေးဇူးကန့်လိုက်တာဒီကိုပြန်လာခဲ့စမ်းတွန်ကင်းငါရဲ့တားမတ်ကောင်းလေးအဖေကအသက်ကြီးပြီးဝေဝါးသွားခဲ့တာအဖေမျက်စိကန်းခဲ့တာပါစုမီသားစုစီပြန်လာခဲ့ပါဦးချင်းကသမီးတို့2ယောက်လုံးပြန်လာကြပါဦးတကယ်လို့ပြန်လာမယ်ဆိုရင်တွန်ကင်းကိုစုမီသားစုရဲ့အကြီးအကဲဖြစ်တောင်ထားပေးပါမယ်မစ္စတာစုတလကို3000နဲ့ကျွန်တော်ရဲ့ဘဝကိုခင်ဗျားတို့ဝယ်ယူခဲ့တဲ့အဲ့ဒီနေ့ရက်တွေအတွက်ကျွန်တော်အလုံးလောက်ပေးဆက်ခဲ့ပြီးပါပြီအခုချိန်မှာတော့ကျွန်တော်ကခင်ဗျားတို့လက်မမီနိုင်တဲ့နေရာကိုရောက်နေပြီးငါအဖေကစုချမ်းကိုပဲပတ်လိုက်ပြီးအရှက်မရှိကူညီပေးခဲ့တဲ့နေ့ကလေးကကျွန်တော်အတွက်တော့တေးဆုံးသွားခဲ့ပါပြီဒွန်ကင်းတင်မောပေါ်တက်ကြရအောင်အရင်တုန်းကတော့ကျွန်တော်ကိုကပ်ပါရက်ပါသားမတ်လို့ခေါ်ခဲ့ကြတယ်အယူလို့ခေါ်ခဲ့ကြတယ်ဒါပေမဲ့ဒီနေ့ကစပြီးဒီတင်မောကြီးကိုတုံးပြီးတော့ဒီပင်လယ်ပြင်ကြီးကိုပြောလိုက်မယ်ဘသူကတကယ်ဘယင်လဲဆိုတာ